မောင်လေးခဏနေပါဦး ခဏနေပါညီလေး မောင်လေးခဏနေပါဦး တပည့်လေးညီလေး ခဏနေအောင် ပါလဲလို့ဓမြတဲ့ ကိုတို့မင်းစရာရှိလို့ ဘာ မင်းစရာလေးရှိလို့ ဘာပတ်ကြလဲမကြည့်ဘူး မဟုတ်ဘူးမင်းစရာတစ်ခုပဲရှိတယ်ခဏ မင်းစရာလေးရှိလို့ မေးပါ မင်းပါ အကြောင်းတော့မနေဘူးဘာတွေမေးပါတော့ အကြောင်းကိစ္စမင်းမမဟုတ်ဘူးတခြားကိစ္စမင်းပါ တခြားကိစ္စကိုကြိုက်တာမဲကုန်တိရရက်ွက်တယ်မှာ ရိုက် အဲ့ရိုက်တာမင်းရိုက်မယ်နော် ရိုက်တယ်လေရိုက်ပါကျွန်တော်ရိုက် ခဏလေးပဲ အဲ့ရိုက်ပါမဟုတ်ကင်မရာနဲ့ရိုက်တာကိုပြောတာ အော်တော့ရိုက် မင်းလက်ရှာမင်းနော် ပို့ပေးမယ်လာလေးတက်ပုံရိုက်မယ်လी ဟုတ်တပုတ်ရိုက်ဖို့မဟုတ်ဘူးမင်းစရာတစ်ခုရှိလို့ မေးမှာဒုက္ခပါပဲပြရည်လားဘယ်လေးပေးပါ မေးမယ်မောင်လေးမှာ300ရှိလို့ရှိရင် ဒီဦး90တောင်မကြည့်ဘူး မဟုတ်ဘူးမာပြောတာတခြားနားထောင်မောင်လေးမှာ300ရှိရင်ဘု து ကိုပေးမှာလဲဘူကိုပေးမှာလားမိုးကိုပေးမှာလား ပူဘာတော့ဘာလေးပြောနေရတော့ပူဆိုတာဘာတော့လာပူကိုပြောရလား ဘူဆိုတာအောင်စပူကိုပြောတာမိုးဆိုတာဆိုင်းရင်မိုးကိုပြောတာအဲ့တော့မောင်လေးမှာ300ရှိရင်ဘု து ကိုပေးမှာလဲ ကီလိုကတဲ့ကောင်နှစ်ကောင် ဟုတ်တယ် သိရလေသူတို့တော့အရန်ချောတာချစ်ဖို့လည်းကောင်း ဟုတ်တယ်အဲ့ကောင်လေးပြောတာ 300ရှိ 300ရှိရင်ဘု து ကိုပေးမှာလဲမောင်လေးက 300ရှိအမေပေးမှာပေါ့ မဟုတ်ဘူးဘူနဲ့မိုးဘု து ကိုပေးမှာလဲမေးတာမောင်လေးမှာ300ရှိရင် ကောင်းနေရရုပ်လာကြီးအမေကိုပေးမယ်လေအမေမွေးလို့လူချစ်လာလေ မဟုတ်အမမေးတာအမေကိုပြောတာမဟုတ်ဘူးဘူနဲ့မိုး2ယောက်ထဲက1ယောက်ကိုပေးရမယ်ဆိုလို့ရှိရင်ဘု து ကိုပေးမှာလဲ ဘယ်လိုမင်းစရာဟိုဖယ်တော့ရတော့ရရှိအဲ့လိုမေးလို့မရဘူးလေ လုံးက ဟေးဗျ ဘိုင်းချာနေ ဘိုက်ဆိုင်နောက်ပြီးတော့မဟုတ်ဝကျွေးပဲ ဟုတ် အခုမေးတာလေးအရင်ဖြေပေး ဟုတ် ဟိုဟာလေသူမေးတာညီလေးမှာပတ်စံ300ရှိရင်နော်300ရှိလို့ရှိရင်ဘူနဲ့မိုးသိရနော် ဒီရလေလာဟုတ်မှာလာအောင်မဟုတ်ဘူးဟုတ်တယ်အဲ့ကောင်နေ ဒီရ ဟဲ့မင်းကိုလူလိုမင်းလူလိုဖြေမင်းကိုမေးရရှင်းလေးနော်ပတ်စံ300ရှိတယ်ဆိုရင်ဘူနဲ့မိုးကိုဘသူ့ပေးမှလဲလို့မေးတာကွာ မေကိုလည်းလူလိုပြောနေရလေမင်းကောင်းအစင်းသားလေအမေကိုပေးမယ်လို့အမေကိုပေးမှာလေ အေးဟုတ်ပြီကွာ300အမေကိုပေးမယ် အမေကိုပေးမှာ ပေးလိုက် ပေးမှာ နောက်ထပ်300ရှိရင်ဘသူ့ကိုပေးမလဲ မရှိချင်းလိုက်လူပလိုက်မယ်လေ ဒီကောင်တော့ကြက်မပြေဘူးလားမသိဘူးလူကြီးရောလည်းရွဲ့ဆောင်းနေပြီ ငါလူလာရွက်ဆောင်နေရလောကကြီးရောအတဲ့မြင်တယ်တချို့ကောင်တွေကလူလာတဲ့တာလောကကြီးရောအတဲ့မမြင်ဘူးတရားလူရင်တဏှာဂျုံဖြစ်တယ်ကြားဘူးလားကြားဘူးမလဲထင်ပါဦး ကြားဘူးလေကွာ မကြားဘူးရင်လီးဘူးလို့မေးနေလား ဟာဒီကောင်လေးတော့ခတ်နေပြီငါပြောရှင်းလေးမင်း300ရှိရင်ဘူးနဲ့မိုးဘသူ့ကိုပေးမှာတော့ အဲ့နှစ်ကောင်လုံးမပေးဘူးလို့ဒီကောင်လေးလက်တွေချီတွေအပြည့်စုံပါတယ်လေ အဲ့တော့မင်းတက်မနာလို့ဖြစ်နေရပါကွာ မနာလို့စရာဘာ၆ချောင်းရှိရောသူတို့ကလည်းဇမင်းသားရဲ့ဇက်ကတာလေဟဲ့ငါလည်းပိုလီယိုကွာ ပိုလီယိုတော့သူကထည့်ကျင်ကြလိုက်တယ်ဘာဆိုင်တော့ကွာပိုလီယိုနဲ့ဇက်ကနဲ့ ဖြစ်ချင်တိုင်းဖြစ်တာမဆိုင်ဝါးရအောင်ကို့ထာနဲ့ကိုနေတာပြောကို့ထာနဲ့ကိုတဘောပေါက်လားမင်းလို့ငါဖြီတာလीမင်းလို့ငါဖြီတာလी ဟောငါတို့လည်းအားရမေးရမဟုတ်ဘူးကွာတာဝန်နဲ့မေးတာကွာတာဝန်ရမေးတာကွာ ဘာတာဝန်တော့ပြီးရင်ကြတော့ view တွေတက်လာပြီပတ်စံတွေကြတော့လူပါလူယူပြီးတော့ အဲ့အလုပ်လေကွာ ဘာလုပ်တော့မင်းတို့လုပ်တဲ့အလုပ်ကဘယ်သူတွေအကျိုးရဘယ်သူမှလည်းမရဟုတ်တာတွေမဟုတ်တာတွေရှောက်တင်တော့ဟုတ်တာတွေမဟုတ်တာတွေရှောက်တင်ဒီကဆောက်တော့သားတွေအဟုတ်တင်ပြီးတော့တောင်ကြောကြောနေဘာကောင်းမလဲမသိဘူး ဘာတော့ကွာမမေးကွာမမေးကွာ အမေးနဲ့ကွာနောက်ကမေးလဲလီးပါဖြေဦးကွာ ဟာမေးရတာကြောက်ပြီးရပေါ့ ပြီးတာပေါ့ဟာမင်းတို့လိုဗျံပတာကောင်တွေကိုစေးဖို့အဲ့ဒါတက်ကိုကြက်ထားတာ အိုးတက်တောင်ကြက်ထားတာ လေးကျက်ထားတာပြန်ဆက်ကြမယ်ပြီးအောင်လီးမှမဖြေဘူးသွားမယ် သူတော်ဆဲပါတော့ငါလည်းဒီအလုပ်ကိုကြီးမှမလုပ်ဘူးကွာအယောဒီမှာ